သူတို့နှစ်ဦးတွေကတယောက်ကပထမတယောက်ကဒုတိယပထမဆုရှင်နဲ့ဒုတိယဆုရှင်ရဲ့ရမှတ်ကွာခြားချက်ဟာတမှတ်ပါပဲခင်ဗျာအခုကျန်နေတဲ့သမီးငယ်နှစ်ဦးမှာပထမဆုရှင်သည်စုစုပေါင်းရမှတ်189မှတ်ဖြစ်ပါတယ်ဒုတိယဆုရှင်က186မှတ်ပါအဲ့ဒီတမှတ်လေးကပဲဝင်နာဆိုတဲ့နေရာကိုဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ခုကြေညာလိုက်တဲ့ဝင်နာဆုရှင်ဟာစုချင်းငွေ3,500အထိရွေးချယ်ခွင့်ရမယ် Play or Stay ရက်နေမလားဆက်ပြေမလားဆိုတဲ့ Grand Prize ရွေးချယ်ခြင်းကိုအဲ့ဒီဝင်နာဆုရှင်တဦးတည်းကသာလျှင်တက်လှမ်းခွင့်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးစိတ်ဝင်စားစွာရှင်သက်ရှုမောဝယ်စောင့်မျှော်အားပေးရမယ်စုချင်းငွေကျပ်3,500ရွေးချယ်ခြင်း Play or Stay ကိုရောက်ရှိမယ်စုစုပေါင်းရမှတ်189မှတ်နဲ့ဒေတာသမအချိန်သုတဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆိုပူဇော်ပွဲအလေတန်းဗဟိုအဆင့်ပထမဆုရှင်တယောက်ကတိုင်းဒေသကြီးကိုကိုစားပြုထားပါတယ်နောက်တစ်ယောက်ကပြည်နယ်တစ်ခုကိုကိုစားပြုထားပါတယ်အားလုံးဟာသာသနာကိုချစ်မြတ်နိုးသောစိတ်နဲ့အင်ပြည့်အားပြည့်တက်လှမ်းလာခဲ့တာ final ဗဟိုအထိရောက်ရှိလာခဲ့ကြပါပြီတိုင်းဒေသကြီးနဲ့ပြည်နယ်နှစ်ခုရှိနေပါတယ်ပထမဆုရှင်ကိုဘယ်သူလို့ထင်ပါလဲခင်ဗျာမကွေးတိုင်းဒေသကြီးလားရှမ်းပြည်နယ်လားမကွေးတိုင်းဒေသကြီးလားရှမ်းပြည်နယ်လားမကွေးတိုင်းဒေသကြီးလားရှမ်းပြည်နယ်လားဒေတာသမအကျိန်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆိုပူဇော်ပွဲအလေတန်းဗဟိုအဆင့်ရမပေါင်း189မှတ်နဲ့ပထမဆုကိုစုခုရရှိသွားသူကတော့နှစ်ဦးတည်းကတဦးကိုကြီးညာပေးရမှာပါနှစ်ဦးတည်းကတဦးကဝင်နာဖြစ်ပြီးတော့နောက်တဦးကဒုတိယဖြစ်သွားပါလိမ့်မယ်ဂုံယူစွာကြီးညာခွင့်ပြုပါခင်ဗျာဒေတာသမအကျိန်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆိုပူဇော်ပွဲအလေတန်းဗဟိုအဆင့်ရှင်ပြိုင်ဖြည့်ဆိုမှုရဲ့ပထမဆုရှင်ကတော့ရှမ်းပြည်နယ်တောင်ကြီးစာဖြေဌာနအေးမြကရုဏာဓမ္မစကုမဖခင်ဦးကျော်လေးနိုင်ရဲ့သမီးရတနာမအေချီပူဒုတိယဆုကိုစုခုရရှိသွားသူကတော့မကွေးတိုင်းဒေသကြီးမကွေးစာဖြေဌာနအမတ်1မကွေးဓမ္မစကုမဖခင်ဦးမျိုးသိန်းရဲ့သမီးရတနာဟေတာမျိုးထဲ